ငွေသိန်း88သိန်းပဲပေးလိုက်နှိုးလို့ရရင်မောင်းလို့ရတယ်ဘယ်မောင်းတော့ကြည့်လိုက်ပါတော့အတစ်ပေါင်းအတစ် hybrid 7နဲ့နော် VIP ရှုပ်ချင်တာရှုပ်ဇရာလာမရှုံးနဲ့နောက်ခန်းကလည်းကြည်ပဲပြမယ်ရှို့နောက်ခန်းကြည်နော်စိုက်ကပါရင်နဲ့ကလစ်တွေပဲရှို့ဟိုးမိုက်တယ်နော်စမ်းလူမိုးလူတွေနဲ့ BMW အထဲထဲဝင်တာနဲ့မှုင်းနေနော်အဲ့လိုတောလိုက်မလို့လားဒီလက်ကင်နေဥစားကြည့်လက်ကင်နေဥစားရှုပ်ဟောငါလုံးမရှက်ပိတ်ကုန်နော်ဟောရှက်ပိတ်ကုန်ဆွဲကပ်ပါတယ်ဟာငါပိတ်နေဆွဲကပ်ပါတယ်နော်ဘယ်မောင်းနော်တော့ကရှက်တီးနဲ့ရှက်ကုန်နဲ့မြန်မာငွေ88သိန်းပဲပေးလိုက်မောင်းလို့ရမယ်တော့ hybrid ကျွန်တော်နှိုးပြမယ်တစ်ချက်နှိုးပြတုံအရိုင်းပက်လည်းမှန်နေနော်အရိုင်းပက်လည်းမှန်နေရုပ်ထွက်ကြည့်အောင်ရှေ့ရနေရုပ်ထွက်ကြည့်လည်းလှလာကြနော်မောင်းလို့ရမယ်မြန်မာငွေ88သိန်းအောင်တန်တယ်ကွာချမ်းမီးတွေကြော်ထားဖျောက်တာမရှိဘူးနော်ပုတ်တက်ဟိုမဲ ABM မီးတွေပါအကုန်ကြော်ထားပြတာဘာမှမရှိဘူးဆယ်ဟုတ်BMW နော် အဲကွာလေအစိန်နေကွာဒီကောင်ပါကင်ဖြုံးမယ်ဆိုတဲ့ဒီကောင်လေးပြုတ်ပါပြီအဲဆိုကျွန်တော်တို့ဒီပါကင်မဲ့ဟောဘေးကဒီဘူးသီးကိုနှိပ်ရမှာတောသားဆိုတစ်ခေါက်မှကြော်စီးဘူးတာမဟုတ်နေထဒီဝင်သွားပြီရှစ်ပြေးတယ်ဟာဘယ်နာဒါဆိုပါကင်ဝင်သွားပြီဆိုတာရဲ့လုံးတယ်နော်စားတယ်ကွာမြန်မာငွေ88တဲတော့တန်သွားပြီရေစမ်းလူတွေလုံးလားစမ်းလူတွေပါနေနဲ့ဗျာတော့မရှုံနဲ့နော်ရှုံချင်တာရှုံစီရမရှုံနဲ့မြန်မာငွေ88တဲတော့ပြောမနေနဲ့ဗျာရှက်တီးနဲ့ရှက်ကုန်နဲ့ဟုတ်တယ်ဘိုက်တယ်ဟာတန်တယ်ကွာအင်ဂျင်ကန်းတစ်ချက်လာအင်ဂျင်ကန်းဖွင့်တော့ဆိုတာရှိုးနော်အလိုင်းပက်လည်းမှန်တယ်နော် hybrid ဒီ BMW ကပုံမှန်လင်းပြောလို့ရင်တော့ပြက်ရင်တော့အဲ့ဒါထိုးတာထားလိုက်တော့အမှန်တရားပြောတယ်အင်ဂျင်ကြီးကလည်းတန်စရောက်ကြီးကြာနေရပဲကွာနော် hybrid နဲ့နော်ဒီကောင်တွေကပုံမှန်လင်းပြောရင်စီးကောင်းတယ်ပြက်လို့ရင်ပစ္စည်းကရှားတယ်ဓမ္မပြည်မှာဆိုလို့ရင်ဟိုအင်ဂျင်ခုံးဝေးတွေပါကင်းမှာနော်အင်ဂျင်ခုံးဝေးတွေပါကင်းတယ်နော်ဟိုရှိုးဒီကောင်တွေကပစ္စည်းကပြက်ရင်တော့ဝယ်ရတာဈေးကြီးတယ်စောင်းရတယ်ရှားတယ်ဒါမဲ့ဈေးရတယ်ကြည့်တော့1000ကျော်ပဲဆိုတော့လေတော်တန်သွားပြီလေနော်ဆက်ရက်လောက်တန်ပါလေ88သိန်းဝန်းကျင်လောက်က